င်္ဂလာပါတကယ်ချင်းတို့ရေဒီနေ့မှာတော့ကျမတို့အမျိုးသမီးတွေအတွက်အရန်ကိုစိတ်လှုပ်ရှားစရာကောင်းပြီးခွန်အားဖြစ်စေမယ် Rich Girl Nation ဆိုတဲ့အယူဆအကြောင်းကိုပြပေးသွားမှာပါလူတော်တော်များများက Rich Girl လို့ပြောလိုက်ရင်အဖိုးတန်အိတ်တွေလွယ်ဇိမ်ခံကားတွေစီးပြီးအသုံးပြုံးကြီးတဲ့သူတွေဝယ်ပြေးမြင်တတ်ကြပါတယ်ဒါပေမဲ့ Rich Girl Nation ရဲ့တကယ်အထိပ္ပယ်ကအဲ့ဒါထက်အများကြီးပိုပြီးတော့နှက်ဆိုင်ပါတယ်ရှင် Rich Girl ဆိုတာကိုယ့်ရဲ့အနာဂတ်ကိုကိုယ်တိုင်ဖန်တီးနိုင်တဲ့သူငွေကြေးအရာဘသူ့ကိုမှမိခိုနေစရာမလိုတဲ့သူနဲ့ကိုတန်မိုးထားတဲ့စိတ်သက်ရှိတဲ့သူကိုဆိုလိုတာပါတငယ်ချင်းတို့ရဲ့ဘဏ်အကောင့်ထဲမှာငွေဘယ်လောက်ရှိသလဲဆိုတာထက်ဘယ်လို mindset ရှိသလဲဆိုတာကပိုပြီးတော့ရေးကြီးပါတယ်ရှင်ဒီဗီဒီယိုမှာတော့ Rich Girl တယောက်ဖြစ်လာဖို့လိုအပ်တဲ့စိတ်သက်ပိုင်းဆိုင်ရာပြင်ဆင်မှုတွေငွေကြေးစီမံခန့်ခွဲပုံတွေနဲ့ကိုယ်ပိုင်အမှတ်တစိတ် personal brand တည်ဆောက်ပုံတွေကိုအသေးစိတ်ဆွေးနွေးသွားမှာပါအဆုံးထိနားထောင်ပေးဖို့လည်းဖိတ်ခေါ်ပါတယ်ရှင်Rich Girl Mindset စင်းရဲတဲ့အတွေးခေါ်တွေကိုဖျက်ဆီးခြင်းပထမဆုံးအဆင့်ကတော့ငွေနဲ့ပတ်သက်တဲ့တငယ်ချင်းတို့ရဲ့အတွေးခေါ်ကိုပြောင်းလဲဖို့ပါငွေဆိုတာမကောင်းတဲ့အရာဒါမှမဟုတ်မိန်းကလေးဆိုတာငွေရှာစရာမလိုဘူးဆိုတဲ့အတွေးအဟောင်းတွေကိုအရင်ဆုံးဆွန့်လွတ်ရပါမယ် Rich Girl တယောက်ဟာငွေကိုအရာအားလုံးလို့မမြင်ပဲလွတ်လပ်မှုအတွက်အားကောင်းတဲ့လက်နက်တစ်ခုလို့မြင်ပါတယ် Abundance Mindset ပေါ်များခြင်းစိတ်ဓာတ်လောကကြီးမှာအခွင့်အလမ်းအများကြီးရှိရဆိုတာကိုယုံကြည်ပါတခြားတယောက်အောင်မြင်သွားလို့ကိုယ့်အတွက်အခွင့်အလမ်းလျော့မသွားပါဘူး Support it not what ကိုအရင်တန်ဖိုးထားပါကိုယ့်ရဲ့အချိန်နဲ့လုံအားကိုတန်ဖိုးဖြတ်တတ်မှလောကကြီးကလည်းကိုယ့်ကိုတန်ဖိုးထားတတ်မှာပါ Investment in self ကိုယဉ်နှီးမြှုပ်နှံခြင်းပစ္စည်းတွေဝယ်တာထက်ကိုယ့်ရဲ့အရေးချင်းနဲ့စိတ်ချမ်းသာရေးအတွက်ငွေသုံးတာကအမြတ်ဆုံးအများဆုံးရင်းနှီးမြှုပ်နှံမှုပါပဲရှင်ငွေကြေးဆိုင်ရာအမိခိုကင်းမှုတိဆောက်ခြင်း Rich Girl တယောက်ဟာအဓိကလက်နက်ကတော့ငွေကြေးဆိုင်ရာအသိပညာပါပဲဘသူ့ကိုမှအားကိုးစရာမလိုပဲကိုယ့်ငွေကိုကိုယ်တိုင်စီမံနိုင်ရပါမယ် Emergency Fund အရေးပေါ်ရန်ပုံငွေအနည်းဆုံး6လစာအသုံးစရိတ်ကိုအရင်စုထားပါဒါဟာဘလို့အခြေအနေမျိုးမှမဆို no လို့ပြောနိုင်တဲ့တတိကိုပေးပါလိမ့်မယ် Multiple stream of income လစာတစ်ခုတည်းကိုပဲအာမကိုပါနဲ့ကိုဝါသနာပါရာကနေအပိုဝင်ငွေဘလို့ရှာရမလဲဆိုတာကိုအမြဲရှာဖွေပါ Invest like a queen စုယုံတင်မဟုတ်ပဲရင်းနှီးမြှုပ်နှံတတ်ပါစေငွေကနေငွေတိုးပွားအောင်လှုပ်ဆောင်တတ်ခြင်းဟာချမ်းသာခြင်းရဲ့လှို့ဝှက်ချက်ပါပဲရှင် Elegant spending တတိရှိသုံးစွဲခြင်း Rich Girl Nation နဲ့မှာပါတဲ့သူတွေဟာအသုံးဖြုံးကြီးသူတွေမဟုတ်ဘဲတန်ဖိုးရှိတဲ့အရာတွေမှာပဲငွေသုံးတတ်ကြတာပါ Quality over quantity ဈေးပေါ်တဲ့ပစ္စည်းများစွာထက်အရည်သွေးကောင်းတဲ့ပစ္စည်းတစ်ခုကိုပဲရွေးချယ်ပါဒါဟာအဝတ်အစားမှတင်မဟုတ်ပဲလူမှုပတ်ဝန်းကျင်မှာလည်းအတူတူပါပဲ The 24 hours rule တခုခုကိုအရန်ဝယ်ခြင်းလာရင်24နာရီစောင့်ကြည့်ပါဒါဟာစိတ်လိုက်မှန်ပါသုံးစွဲမှုကိုတားဆီးပေးပါတယ် Spending on experience ပစ္စည်းတွေထက်ကိုယ့်ကိုဘဝတုဒ္ဒရစီမဲ့ခရီးသွားတာတင်နန်းတထာမျိုးတွေမှာပို့ပြီးတော့ရင်းနှီးမြှုပ်နှံပါရှင်တငယ်ချင်းတို့ရေအပိုင်းတစ်မှာတော့ Rich Girl တယောက်ဖြစ်ဖို့စိတ်သက်ပိုင်းဆိုင်ရာဘယ်လိုပြင်ဆင်ရမလဲဆိုတာကိုပြောပြခဲ့တာပါမှတ်ထားပါတငယ်ချင်းတို့ဟာလှပယုံတင်မဟုတ်ဘဲနဲ့တော်ဖို့နဲ့ချမ်းသာဖို့လည်းထိုက်တန်တဲ့သူတွေပါရှင် High value woman အတွင်းစိတ်ထားတဲ့ကိုကြီးကိုတွေတငယ်ချင်းတို့ရေ Rich Girl တယောက်ဖြစ်ဖို့ဆိုတာဘဏ်အကောင့်တွေကခဏန်းတွေပြင်ကိုယ့်ရဲ့နေထိုင်ပြုမှုပုံကလည်းအလွန်ရေးကြီးပါတယ်တန်ဖိုးမြင့်အမျိုးသမီးတယောက်ဟာသူမရဲ့တန်ဖိုးကိုသူတစ်ပါးရဲ့အတိအမှတ်ပြုမှုပေါ်မှာတင်မတိဆောက်ပါဘူး Confidence and boundaries ကိုယုံကြည်မှုရှိပါအဲ့ဒီယုံကြည်မှုဟာမာမာနာမဟုတ်ဘဲငါတန်ဖိုးကိုငါသိရဆိုတဲ့စိတ်ဓာတ်မျိုးပါပြီးတော့ကိုယ့်ရဲ့အချိန်နဲ့စိတ်ခံစားချက်ကိုထိခိုက်စေမယ့်အရာတွေကိုဟင့်အင်လို့ပြပြတသားပြောနိုင်တဲ့အကန့်အသတ်တွေထားရှိရပါမယ် Emotional intelligence EQ စိတ်ခံစားချက်ကိုထိန်းချုပ်နိုင်စွမ်းရှိပါပြဿနာတစ်ခုကြုံလာတဲ့အခါဒေါသတကြီးတုံ့ပြန်မဲ့အစားအေးစစ်စစ်နဲ့ပညာရှိဖြေရှင်းတတ်ခြင်းဟာတကယ် Rich Girl ရဲ့အမှတ်အသားပါပဲ Never stop learning ဘဟုတုတကျွယ်ဝပါစေစကားဝိုင်းတစ်ခုမှာဘယ်အကြောင်းအရာပဲဖြစ်ဖြစ်ပါဝင်ဆွေးနွေးနိုင်အောင်စာဖတ်ပါသတင်းနားထောင်မှာအမြဲတမ်းကို update လုပ်နေပါရှင်
personal branding ကိုယ်ပိုင်အမှတ်တစိတ်တည်ဆောက်ခြင်းတငယ်ချင်းတို့ရေဒီနေ့ခေတ်မှာတော့ကိုယ်တိုင် brand တစ်ခုပါပဲကိုယ့်ကိုလူတွေဘယ်လိုမြင်လဲဆိုတာကကိုယ့်စီရောက်လာမယ့်အခွင့်အလမ်းတွေကိုဆုံးဖြတ်ပေးပါတယ်စစ်မှန်မှုတခြားတစ်ယောက်ကိုအတူခိုးနေတာတဲ့ကိုယ့်ရဲ့စစ်မှန်တဲ့ပုံစံကိုပဲလူတွေသဘောကျလာအောင်လုပ်ပါကိုယ့်ရဲ့ထူးခြားတဲ့အရေးချင်းကဘာလဲဆိုတာရှာဖွေပါအဝိစားဆိုတာကဈေးကြီးဖို့ထက်တက်ရက်ဖို့နဲ့ကိုယ့်ရဲ့ character ကိုဖော်ပြနိုင်ဖို့ပိုလိုပါတယ်။တင်ဝင်လာတဲ့အခါလူတွေကတင်းရဲ့ရှိနေမှုကိုအလေးနဲ့သတိထားမိပါစေ။ Digital footprint social media ကိုအပျော်တက်တက်ပဲမသုံးပါနဲ့။တင်းရဲ့ကြမ်းကျင်မှုတွေတင်းရဲ့တန်ဖိုးတွေကိုဖော်ပြတဲ့နေရာတစ်ခုဖြစ်အသုံးချပါ။ဒါဟာတင်းအတွက်အခွင့်အလမ်းအသစ်တွေကိုဆွဲဆောင်ပေးပါလိမ့်မယ်ရှင်။ပတ်ဝန်းကျင်ကိုရွေးချယ်ခြင်း Rich Gang Nation ရဲ့စောင်းဘုတ်တစ်ခုဟာတင်ဟာပေါင်းတင်ပေါင်းတဲ့လူ9ယောက်ရဲ့ပြင်းပြရလက်ဖြစ်တဲ့ဆိုတာပါပဲ။ Audit your circle တငယ်ချင်းတွေကတင့်ကိုအားပေးတဲ့သူတွေလားဒါမှမဟုတ်အတင်းဖြင်းပြောပြီးတော့အချိန်ပြုံးနေတဲ့သူတွေလားတင့်ကိုပို့တော်လာအောင်တွန်းအားပေးနိုင်တဲ့သူတွေနဲ့နီးနီးကပ်ကပ်နေပါ Mentorship ကိုထက်တော်တဲ့ကိုဖြစ်ချင်တဲ့ဘဝမျိုးပိုင်ဆိုင်ထားတဲ့သူတွေကိုရှာဖွေပြီးတော့သူတို့စီကတင်ယူပါSport other women Rich Gang တယောက်ဟာအခြားမျိုးသမီးတွေကိုတိုက်ခိုက်လိမ့်မရှိပါဘူးသူတို့ဟာအခြားသူတွေကိုပါမြင့်တင်ပေးပြီးတော့အတူတူအောင်မြင်အောင်လက်တွဲခေါ်တတ်ကြပါရဲ့ရှင်တကယ်ချင်းတို့ဒီဘက်မှာတော့ကိုယ့်ရဲ့တန်ဖိုးကိုဘယ်လိုမြင့်တင်လဲဆိုတာနဲ့အောင်မြင်တဲ့လူမှုပတ်ဝန်းကျင်တစ်ခုကိုဘယ်လိုတည်ဆောက်ရမလဲဆိုတာကိုဆွေးနွေးခဲ့ပါတယ်ချမ်းသာခြင်းဆိုတာပတ်စံအိတ်ထဲမှာတင်ရှိရမှာမဟုတ်ပဲတင်းရဲ့ဇေယျလက္ခဏာတွေမှာပါရှိနေရမှာပါရှင် Rich Gang routineအောင်မြင်သူတို့ရဲ့နေ့စဉ်လေးချင်းတကယ်ချင်းတို့ကျမတို့ရဲ့ဘဝဆိုတာကျမတို့နေ့စဉ်လှုပ်ဆောင်နေတဲ့အလေးချင်းတွေရဲ့စုစည်းမှုပါပဲ Rich Gang တယောက်ဟာသူမရဲ့တနေ့တာကိုအမှတ်မဲ့ကုံဆုံးမခံမင်းနဲ့စနစ်တကျပုံဖော်လေးရှိပါတယ် The Power Morning မနေ့မနိုးတာနဲ့ဖုန်းကိုချက်ချင်းမကြည့်ပါနဲ့ကိုယ့်ရဲ့စိတ်ဓာတ်ကိုအရင်ပြင်ဆင်ပါရေတောက်ပါတရားမှတ်ပါဒါမှမဟုတ်ကိုယ့်ရဲ့ရည်မှန်းချက်တွေကိုပြန်လည်အမှတ်ရပါမနေ့ခင်းကိုအေးအေးချမ်းချမ်းနဲ့အောင်နိုင်သူတယောက်လိုစတင်ခြင်းဟာတနေ့တာလုံးအတွက်ခွန်အားဖြစ်စေပါရဲ့ရှင် Daily Planning အလုံးမစခင်ဒီနေ့အတွက်အရေးကြီးဆုံးလှုပ်ဆောင်ရမယ့်အချက်၃ချက်ကိုခြာရေးပါအလုံးများနေတာထက်အကျိုးရှိနေဖို့ကပိုပြီးတော့အရေးကြီးပါတယ် The Evening Audit ညအိပ်ခန်းလေးမှာဒီနေ့အတွက်ကျေးဇူးတင်စရာ၃ခုကိုစဉ်းစားပါပြီးတော့မနေ့ဖြန်အတွက်လိုအပ်တာတွေကိုကြိုတင်ပြင်ဆင်ထားပါဒါဟာစိတ်ဖိစီးမှုကိုလျှော့ချပေးပြီးတော့နှိမ့်ချိုက်စွာအိပ်ပျော်စေပါရဲ့ရှင်ရေရှည်ကြွယ်ဝမှုကိုထိန်းသိမ်းခြင်းချမ်းသာဖို့အတွက်ချမ်းသာမှုကိုထိန်းသိမ်းဖို့ကပိုခက်ခဲပါတယ် Rich Gang တယောက်ဟာရေတူအပျော်ပါးထက်ရေရှည်လုံခြုံမှုကိုပိုပြီးတော့အလေးထားပါတယ် Lifestyle ဖြစ်ကိုတတိထားပါဝင်ငွေတိုးလာတာနဲ့မျှအသုံးစရိတ်ကိုစွမတိုးပါနဲ့ဝင်ငွေတိုးသလောက်ရင်းနှီးမြှုပ်နှံမှုကိုပဲပို့တိုးပါအပေါ်ရန်ပြရတာထက်အတွင်းထဲမှာတကယ်ရှိနေတာကပိုပြီးတော့စိတ်ရရပါတယ်ရှင်ကိုယ့်ရဲ့ငွေတွေကိုနေရာနဲ့မှခွဲထားပါစုငွေ stock အင်ချမ်းမြေဒါမှမဟုတ်ကိုယ်ပိုင်လုပ်ငန်းစသဖြင့်ပေါ့ဒါမှသာအခြေအနေကြောင့်တစ်ခုခုကြောင့်တစ်ဖက်မှာထိခိုက်ရင်တော့ကျန်တဲ့တစ်ဖက်ကတင့်ကိုထောက်ပံ့ပေးနိုင်မှာပါ giving back စစ်မှန်တဲ့ကြွယ်ဝမှုဆိုတာမျှဝေခြင်းကနေလာတာပါကိုအောင်မြင်လာတဲ့အခါတခြားသူတွေကိုပြန်လဲကူညီပါပရဟိတလုပ်ပါပေးကမ်းတတ်တဲ့စိတ်ဓာတ်ဟာတင့်ရဲ့ဘဝကိုပို့ပြီးတော့ပြည့်စုံစေပါရဲ့ရှင် Rich Gang တယောက်ရဲ့အောင်မြင်မှုလှို့ဝှက်ချက်၉ချက်ဒီဗီဒီယိုလေးကိုမဆုံးသက်ခင်မှာ Rich Gang Nation ရဲ့အနှစ်သာရ၉ချက်ကိုပြန်လည်မျှဝေပေးခြင်းပါရဲ့ရှင်၁သင်ခန်းစာတစ်တွေအမြဲတင်ယူပါ၂ဘသူစီကမှလက်ဖြတ်မတောင်းပါနဲ့၃ကိုယ့်ရဲ့ဘဝကိုအည်သွေးမမီတဲ့သူတွေအရာတွေကိုအဝေမခံပါနဲ့၄စိတ်ကူးရင်ယုံတင်မဟုတ်ဘဲနှီးတိုင်းအကောင့်ထဲပေါ်ပါ၅ကျမ်းမာရေးကိုဂရုစိုက်ပါလှပကျမ်းမာတဲ့ခန္ဓာကိုယ်ဟာအရင်နှီးပါပဲ၆ကိုယ့်ကိုယ်မြင့်တင်ပေးသူတွေနဲ့ပဲပေါင်းပါခွန်ရှိတာလေးကိုကျေးဇူးတင်တတ်မှပို့ပြီးတော့ရရှိလာမှာပါ၈အခွင့်အလမ်းရှိရင်ရဲရဲဝံ့ဝံ့စွန့်စားကြည့်ပါ၉တခြားသူတွေကိုလည်းအတူတူအောင်မြင်အောင်လက်တွဲခေါ်ပါရှင်တကယ်ချင်းတို့Rich Gang Nation ဆိုတာအိမ်မက်တစ်ခုတည်းမဟုတ်ဘဲနဲ့တင်တို့ဒီနေ့ကစပြီးတော့မှရှောက်လန်းနိုင်တဲ့လမ်းစဉ်တစ်ခုပါတင်မှာတော်တဲ့အုံနောက်
လှတဲ့နှလုံးသားနဲ့ခိုင်မာတဲ့စိတ်ဓာတ်တွေရရှိပြီးသားပါအဲ့ဒါတွေကိုအသုံးချပြီးသင်ဖြစ်ချင်တဲ့ဘယင်မတစ်ယောက်လိုမျိုးဘဝမျိုးကိုကိုယ်တိုင်ပုံဖော်လိုက်ပါရှင်ယခုပြောပြပေးသွားတဲ့အချက်တွေမှာတငယ်ချင်းတို့အတွက်အစွမ်းထက်ဆုံးလို့ထင်ရတဲ့ချက်ကဘာဖြစ်မလဲ comment မှာ Rich Girl Nation လို့ရေးပြီးတော့ကျွန်မကိုပြောပြခဲ့ပေးပါအောင်နော်တင်းရဲ့တငယ်ချင်းတွေလည်းအတူတူအားရှိသွားအောင်လို့ဒီဗီဒီယိုလေးကို share ပေးဖို့လည်းမမေ့ပါနဲ့အောင်ရှင်အစားကနေဆုံးဒီအပိုင်း၃ပိုင်းလုံးကိုစိတ်ရှည်လက်ရှည်နားထောင်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်အားလုံးပဲလှပကြွယ်ဝပြီးတော့မိကိုကင်းတဲ့သူတွေဖြစ်ကြပါစေနောက်တဲ့ဗီဒီယိုလေးမှာပြန်တွေ့ကြမယ်နော်တတား